window ကနေ Mac ကိုပြောင်းသုံးတဲ့အခါမှာတိုင်ပတ်ဆုံးကတော့ print screen ခလုတ်လဲမပါဘူးဆိုတော့အချက်ပဲမလား screenshot ရိုက်ဖို့ screen record ဖန်ဖို့အတွက် app တွေကိုတည်တက်လိုက်ရှာနေစရာမလိုပါဘူးဒီနေ့ video လေးမှာတော့ MacBook သုံးတဲ့သူတိုင်းမရှိမဖြစ်သိထားတဲ့ shortcut 3မျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမစခင်မှာတော့ user guide by unit ရဲ့ Facebook page TikTok channel နဲ့ YouTube channel လေးတွေကို like and follow subscribe လေးလုပ်ပေးသွားပါဦးဒါဆိုလို့ရှိရင်တော့ဗီဒီယိုလေးစလိုက်ရအောင်ပထမဆုံးအနေနဲ့ကိုရှိမှမြင်နေရတဲ့ screen တစ်ခုလုံးကိုရိုက်ချင်တယ်ဆိုလို့ရှိရင်တော့ command shift နဲ့ 3 ကိုတွဲနှိပ်ပေးပါဒါဆိုလို့ရှိရင်တော့ screen တစ်ခုလုံးရပ်သွားမှာဖြစ်ပါတယ်တကယ်လို့ကိုကအကုန်မလိုချင်ဘူးလိုချင်တဲ့နေရာလေးကိုပဲကွက်ပြီးတော့မှရိုက်ချင်တယ်ဆိုလို့ရှိရင်တော့ command shift နဲ့ 4 ကိုတွဲနှိပ်ပေးပါပြီးတော့လို့ရှိရင်တော့ကိုလိုချင်တဲ့နေရာကို mouse လေးနဲ့ဆွဲပြီးတော့မှရွေးရိုက်လို့ရပါတယ်နောက်ထပ်မိုင်ဆုံးတစ်ခုကိုပြောပြပေးသွားပါမယ်တချို့ map တွေမှာ screen record လုပ်ဖို့အတွက် app တွေလိုက်သွင်းနေကြတော့ဆိုလို့ရှိရင်တော့လုံးဝမလုပ်ပါနဲ့တော့ command shift နဲ့ 5 ကိုတွဲနှိပ်ပေးပါဒါဆိုလို့ရှိရင်တော့အောက်ခြေမှာ toolbar လေးပေါ်လာမှာဖြစ်ပါတယ်အဲ့ဒီမှာ screenshot အပြင်ကို screen record ပါအလွယ်တကူဖမ်းလို့ရတဲ့ option တွေအကုန်ပါပါတယ်တကယ်ကို all in one ပါပဲဒီ shortcut တွေရဲ့အားသာချက်ကတော့ကိုရလိုက်တဲ့ဓာတ်ပုံတွေဗီဒီယိုတွေအကုန်လုံးက desktop ပေါ်မှာသူ့လို auto save သွားတာဖြစ်လို့ပြန်ရှာရလွယ်ကူပြီးတော့အချိန်ကုန်သက်သာစေပါတယ်ကဲဒီလောက်ဆိုလို့ရှိရင်တော့ Mac မှာ screenshot ရိုက်ဖို့ record ဖမ်းဖို့အတွက် app တွေကိုလိုက်ရှာနေစရာမလိုတော့ဘူးเนาะဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိရဆိုလို့ရှိရင်တော့ဒီရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ပေးသွားပါဦးအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲတတား